ရှိတယ်ကဲဒါတခုကားလေးကိုပြမယ်ဒီမှာကားကဒါက Lake Tekapo ရဲ့ဘေးနားမှာရပ်ပြီးတော့မနက်စာစားပြီးတော့နောက်ထပ်ခရီးမထွက်ခင်လေးခဏရိုက်ပြပါလို့ဒီနေ့ကားလေးကိုနည်းနည်းရှင်းထားပါတယ်နည်းနည်းလေး organize ဖြစ်သွားပြီကားလေးကဒီကနေတက်လာတယ်အပေါ်တက်ပြီးရင်ဒီမှာ driver seat ဒီမှာက car spare ပြီးတော့ဒီပေါ်မှာကပစ္စည်းတွေမှာဂျိတ်ပါတယ် extension wire ဒါကဥကျော်ရဲ့တော်မီတွေအင်ဂျီတွေဟိုမှာသူ့ရဲ့အင်ဂျီတွေသူ့ရဲ့ကြောဘိုးအိတ်ဒါက second spare seat ပါပြီးတော့ဒီမှာဒီခုံမှာထိုင်တယ်ပြီးတော့ပေါ်မှာရေဘူးပြီးလို့ရှိရင်ဒီမှာကလက်နေသမီးရဲ့လက်အိတ်တွေဒါကလေထိုးတဲ့လေစစ်တဲ့အတန်းဒီမှာစင်ကာပူကတင်လာတဲ့အင်ဂျီဂျိတ်ရဲ့လက်အိတ်ရဲ့ဒါကတပြက်စီးလောက်တာပါဟောဒီမှာကျိုးလဲပါတယ်ပြီးတော့အန်ဆွဲတွေကဒီလိုနှိပ်ပြီးတော့ဒီလိုဖွင့်အမှ tracking လုပ်တဲ့ကြောဘိုးအိတ်ဒီလိုနှိပ်ဒီလိုဖွင့်ဒါက drone ရဲ့အိတ်တို့ extension wire ကျိုးတွေပြီးတော့ဟောဒီထဲမှာတစ်ခုကားရဲ့ဒီမှာအင်ဂျီတွေထည့်လို့ရတယ် storage လေးတွေပါတယ်ကားထဲမှာပြီးတော့ဒီမှာလဲ storage ဘီရိုကဲဒီမှာက hinge ချက်တယ်ဒီမှာက gas ဒါလေးက gas ပါနည်းနည်းလေးပဲဖွင့်ပြတော့မယ်ပြီးတော့ဒါက oven ပြီးတော့ဒါလေးက utensils ဒီမှာကအိုးတွေပကံတွေအိုးဒီဘက်အောက်မှာကပကံဒါဝယ်ထားတဲ့ကြက်ဥပြီးတော့ဒီမှာကအမိုက်ပေါ်ဒီမှာက sink အပေါ်မှာဒီမှာ storage နှစ်ခုရှိတယ်ဒီမှာတစ်ခုဒီမှာတစ်ခုဒီမှာက microwave ပြီးတော့ microwave ပဲအောက်မှာရေခဲတက်တာကဒီလိုဖွင့်ရတယ် lock နဲ့ဆွဲပြီးတော့ဒီမှာရေခဲတက်တာထဲမှာနွားနို့ရယ်ဒီမှာ strawberry လေးတွေကြက်သားလေးတွေဝယ်ထားတာရှိတယ်ပြီးတော့ဒါကအိမ်သာတကားဒီလိုဆွဲဖွင့်ဟိုမှာ shower ရှိမယ်ပြီးတော့ sink သေးလေးတစ်ခုရှိမယ်ဒီမှာစင်လေးတွေရှိမယ်ဟောဒီမှာအိမ်သာပါပဲပြီးတော့ဒါကအိတ်စင်ကဒီပေါ်မှာတယောက်အိတ်လို့ရတယ်ညဆိုရင်ဒီအိတ်ယာကြီးကိုအောက်ကိုဒီလိုခလုတ်နေပြီးအောက်ကိုဆွဲချရတယ်ဒီအောက်မှာ2ယောက်အိတ်လို့ရတယ်အမှန်ကတော့အပေါ်မှာ2ယောက်အောက်မှာ2ယောက်အိတ်လို့ရတယ်ဒါကမင်းညအိတ်ထားတဲ့အိတ်ယာကိုလိတ်ထားတာဒီမှာ luggage တစ်ခုကိုဒီမှာထားပါတယ်နောက်ထပ် luggage တစ်ခုကဟိုးအောက်ထဲမှာထိုးထားပါတယ်ဒါလေးဆိုတော်တော်ပြည့်စုံသွားပါပြီကျေးဇူးတင်ပါတယ်